ကျမရဲ့အိမ်မက်ကတော့ဘိုးဘွားရိတ်သားတွေမိဘမဲ့ဂေဟာတွေအများကြီးတိဆောက်ပြီးခိုကိုးရမဲ့ဒုက္ခရောက်နေတဲ့တက်ကြီးရွယ်တွေနဲ့မိဘမဲ့ကလေးတွေကိုနားခိုရာဖန်တီးပေးချင်တာပါပဲဒါပေမဲ့ကျမ10တန်းစာမေးပွဲရမှတ်မကောင်းခဲ့လို့ကျမတက်ချင်တဲ့တက္ကသိုလ်ကိုဝင်ခွင့်မရခဲ့တာကြောင့်ကျမရဲ့အိမ်မက်နဲ့ဝေးကွာခဲ့ပြီလို့ကျမထင်မှတ်ခဲ့ပါတယ်အိမ်တောင်ကြပြီးရဲ့နောက်ပိုင်းမှာလဲကျမအမျိုးသားကကျမကိုဘာပဲလှုပ်လှုပ်တဝက်တစ်ပြက်ပဲလှုပ်တဲ့သူလို့ပြောတတ်ပါတယ်ကျမအယမ်းမခံချင်ဖြစ်မိပါတယ်တနေ့မှာကျမရဲ့အိမ်မက်ကိုအကောင့်ထဲဖော်မယ်လို့ကျမစုပ်ဖြတ်ချက်ချလိုက်ပါတယ်ဒီနေရာဟာကျမရဲ့အိမ်မက်တွေကိုအကောင့်ထဲဖော်စီမဲ့စင်မြင့်ဖြစ်တယ်လို့ကျမလုံးဝယုံကြည်တာကြောင့် BWL ကိုကျမဝင်ခဲ့ပါတယ် BWL လုပ်ငန်းကိုစတင်လုပ်ကိုင်စဉ်မှာလူတွေနဲ့ပြောဆိုဆက်ဆံရတာဟာကျမအတွက်အကြီးမားဆုံးစိန်ခေါ်မှုဖြစ်လာပါတယ်။ကံကောင်းစွာနဲ့105တင်တန်းကိုတက်ရောက်ခဲ့မိလို့သာကျမမျက်ကွယ်ပြုခဲ့တဲ့အချက်တွေကိုရှာတွေ့ခဲ့ပြီးတော့မှမိမိကိုယ်ကိုရင်ဖွင့်ဖို့တက်မြောက်ခဲ့ပါတယ်။ဖုံဖုံနဲ့အမမိုးမိုးကလည်းကျမကိုလမ်းညွှန်မှုတွေအများအပြားပေးခဲ့ပါတယ်။ကျမကို BWL လုပ်ငန်းမှာမှန်ကန်တဲ့စိတ်နေစိတ်ထားနဲ့လုပ်ငန်းကျွမ်းကျင်မှုတို့ကိုပိုင်ဆိုင်စေခဲ့ကြပါတယ်။အဖွဲ့အစည်းအတွက်မပြတ်ပေးဆက်နိုင်ခဲ့ပြီးတပားသူတို့ကိုလည်းအောင်မြင်အောင်ကူညီပေးနိုင်ခဲ့ပါတယ်။ကျမအတွက်ကတော့အခက်အခဲတွေရင်ဆိုင်ရတာဟာတရားခင်းရတယ်လို့ပါပဲ။ရှေ့ကိုမပြတ်ဆက်တီဆောက်သွားမယ်ဆိုရင်အဆုံးတစ်နေ့မှာတော့အရှိမလမ်းတစ်ခုထွက်ပေါ်လာမှာပါ။ BWL မှာကျမရဲ့ကိုယ်ပိုင်လုပ်ငန်းကိုတိဆောက်ရင်းနဲ့တစ်ဖက်ကလည်းပရဟိတလုပ်ငန်းတွေပို့လုပ်နေပါတယ်။ BWL မှာလုပ်ခွင့်ရတာကျမအတွက်အရန်ကိုကံကောင်းပါတယ်။ဘာဖြစ်လို့လဲဆိုတော့တခြားသူတွေရဲ့အိမ်မက်ကိုကျမတိဆောက်ပေးနေတဲ့တစ်ချိန်တည်းမှာပဲကျမရဲ့အိမ်မက်ကလည်းတစ်ခုပြီးတစ်ခုအကောင့်ထဲပေါ်လာလို့ပါပဲ